ကျောင်းသားတွေကိုဒုက္ခပေးနေတဲ့နောက်ထပ်အချက်တစ်ခုကတော့ဘောလုံးလေးတွေပဲဖြစ်ပါတယ်။ဒါရူမာကလူတစ်ယောက်ကိုတက်လိုက်တိုင်းအခန်းတစ်ခန်းလုံးကိုအနီရောင်ဘောလုံးလေးတွေပတ်ဖြန်းလိုက်တာကြောင့်ကျန်းပြင်ဟာလုံးဝကိုချော့ကျသွားစေပါတယ်။အချို့ကတကားကနေထွက်ပြေးဖို့စူးစမ်းခဲ့ကြပေမဲ့အရာအလုံးကတော့ပိတ်ထားပြီးသားဖြစ်တယ်လို့သတင်းပေါက်တွေကိုခွဲနိုင်လိမ့်မယ်လို့လည်းမထင်ပါနဲ့။ရှန်တာကာဟာဒါဟာသူ့ပတ်ဝန်းကျင်ကအရာအလုံးကိုပြင်းညီငွေ့နေတဲ့ပုံမှန်ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။သူ့မှာဆာရာကေနဲ့အီချီကာတို့လိုသူ့အပေါ်ဂယုစိုက်ကြတဲ့တငယ်ချင်းတွေရှိနေပေမဲ့လည်းသူဟာကြောက်မတက်ပဲဗီဒီယိုဂိမ်းတွေပဲစော်ရင်သတင်းပတ်ပေါင်းများစွာအချိန်ဖြုံးခဲ့သူပါ။ဒါပေမဲ့သူ့ရဲ့တရှိမှုဟာဘလောက်တောင်ပြင်းစရာကောင်းကြောင်းဖျားသခင်ထံမေးခွန်းထုတ်မိလိုက်တဲ့အခါမှာတော့စကြဝဠာကြီးရဲ့အစီအစဉ်တွေကအကုန်ပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနေ့ကစာသင်ခန်းထဲမှာရှန်ရောက်နေတာကလွဲလို့အရာအလုံးပုံမှန်တိုင်းပါပဲဆရာဖြစ်သူကကြောက်တင်ပုံးပေါ်မှာစာရေးရင်းဘာသာရပ်ကိုရှင်းပြနေတော့မှပဲဆရာရဲ့ခေါင်းကရုတ်တရက်ပောက်ကွဲသွားပြီးအဲဒီနေရာမှာဂျပန်ရိုးရာဒရူမာအယုတ်တရုတ်ပေါ်လာခဲ့ပါတယ်။ဒီရုပ်ဟာ9နှစ်တိုင်တရားထိုင်ပြီးနောက်ညံလင်းပွင့်သွားခဲ့တဲ့ဗုဒ္ဓဘာသာယဟန်တစ်ပါးကိုကိုစားပြုတာဖြစ်ပါတယ်။အယုတ်ရဲ့မျက်နှာပေါ်ကချုပ်ရိုးတွေကတော့သူဘယ်တော့မှအိပ်ပျော်မသွားစေဖို့အတွက်သူ့ရဲ့မျက်ခုံတွေကိုကိုယ်တိုင်ဖြစ်ခဲ့တဲ့ဆိုတဲ့ဒဏ္ဍာရီကိုရည်ညွှန်းပြီးခြေလက်တွေကတော့နှစ်ပေါင်းများစွာတရားထိုင်စဉ်အတွင်းမလုံးမရှက်ပဲနေခဲ့တာကြောင့်ပိန်ဒီချုပ်ယွင်းသွားခဲ့တာဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဒရူမာအယုတ်ကိုရတဲ့အခါမျက်လုံးကိုဆေးချယ်ပြီးဆူတောင်းလို့ရပေမဲ့ဒဏ္ဍာရီတွေကနဲ့မတူပဲဒီနေရာကဒရူမာကတော့လုံးဝကိုသဘောကောင်းတဲ့နတ်ဖျားတစ်ပါးမဟုတ်ပါဘူး။အယုတ်ကသူတို့ကိုစိုက်ကြည့်နေစဉ်အတွင်းလမ်းဖြတ်ပြီးထွက်ပြေးဖို့စူးစမ်းခဲ့ကြတဲ့ចောင်းသားတွေဟာသူတို့ရဲ့ဦးခေါင်းတွေတစစီပောက်ကွဲပျက်စီးခဲ့ရပါတယ်။အခုဆိုရင်စိန်ခေါ်မှုကြီးစတင်ခဲ့ပါပြီ။အဲ့ဒီဂိမ်းကတော့ဒါရူမာဆန်ကကိုရိုနာဖြစ်ပါတယ်။အယုတ်ကကြောခိုင်းပြီးဒါရူမာဆန်ကကိုရိုနာဆိုတဲ့စကားစုကိုပြုစုနေချိန်မှာပဲလှုပ်ရှားလို့ရပြီးအယုတ်လက်ကြည့်တဲ့အချိန်မှာတော့မလို့မရှက်ငြိမ်နေရမယ်ဆိုတာကိုចောင်းသားတွေသတိပြုမိသွားကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိသူတို့ဟာဂိမ်းမှာနိုင်ဖို့အတွက်ဘာကိုဥတီလှုပ်ဆောင်ရမယ်ဆိုတာမသိကြသေးသလိုအလွန်မင်းထိတ်လန့်နေကြတာကြောင့်အချို့ကလှုပ်ရှားမိလို့ဒါမှမဟုတ်အော်ဟင်းမိလို့တေဆုံးသွားခဲ့ကြရပါတယ်။အဲ့ဒီအချိန်မှာပဲရှန်ကသူ့ရဲ့ပြင်းစရာကောင်းတဲ့ဘဝဟောင်းလေးကိုပဲပြန်ပေးဖို့ဘုရားသခင်ထံအတနာခံဆုတောင်းနေမိပါတော့တယ်။ကျောင်းသားတွေကိုဒုက္ခပေးနေတဲ့နောက်ထပ်အချက်တစ်ခုကတော့ဘောလုံးလေးတွေပဲဖြစ်ပါတယ်။ဒါရူမာကလူတစ်ယောက်ကိုတက်လိုက်တိုင်းအခန်းတစ်ခန်းလုံးကိုအနီရောင်ဘောလုံးလေးတွေပတ်ဖြန်းလိုက်တာကြောင့်ကျန်းပြင်ဟာလုံးဝကိုချော့ကျသွားစေပါတယ်။အချို့ကတကားကနေထွက်ပြေးဖို့စူးစမ်းခဲ့ကြပေမဲ့အရာအလုံးကတော့ပိတ်ထားပြီးသားဖြစ်တယ်လို့သတင်းပေါက်တွေကိုခွဲနိုင်လိမ့်မယ်လို့လည်းမထင်ပါနဲ့စာသင်ခန်းဟာမမြင်နိုင်တဲ့တန်ချက်ကတစ်ခုလိုမျိုးဖုံးအုပ်ခြင်းခံထားရတာကြောင့်အနိုင်ရသူတယောက်ထဲသာအပြင်ကိုထွက်နိုင်မှာဖြစ်ပါတယ်။ဆာရာကေကအားလုံးကိုစိတ်အေးထားဖို့ပြောပါတယ်။သူကဒီတေမင်းတမန်ကင်းရဲ့သဘောတရားကိုနားလည်သွားခဲ့ပြီးသူတို့လုပ်ရမှာကဒရူမာရဲ့ကြောဘက်ကခလုတ်ကိုနှိပ်ဖို့ပဲလိုအပ်တာဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲចောင်းသားတယောက်ဟာအယုတ်စီကိုစုပ်ပြေးသွားတဲ့အမှားကြီးတစ်ခုကိုလုံးမိသွားပါတယ်။တိတာထင်ရှားစွာပဲအယုတ်ကသူ့အတန်ကိုကြားသွားပြီးအမြန်လှည့်ကြည့်လိုက်ပါတယ်။အယုတ်ရဲ့ဗျူဟာကစကားစုကိုဖြည်းဖြည်းချင်းညီးဆိုနေပေမဲ့ចောင်းသားတွေအနာကလာတာကိုသိတဲ့အခါစကားစုကိုအချိန်မြင့်ပြီးရွတ်ဆိုကပုံမခက်ခဲအောင်လှည့်ကြည့်တာဖြစ်ပါတယ်။အခုမှပဲသူတို့ဟာခလုတ်ရဲ့အပေါ်မှာအချိန်တိုင်းကိရိယာတစ်ခုရှိနေတာကိုသတိထားမိကြပြီးစိန်ခေါ်မှုကိုအဆုံးသတ်ဖို့10မိနစ်ကြော်ကြော်လေးပဲအချိန်ကျန်ပါတော့တယ်။အကယ်၍အချိန်မီမပြီးဆုံးပါကအားလုံးတေချာပေါက်အသက်ခံရမှာဖြစ်ပါတယ်။ညီတိဗျူဟာမှမရှိပဲနောက်ထပ်ចောင်းသားတွေကအနာကပ်ဖို့စူးစမ်းရင်ဒါရူမာရဲ့အကြိုက်တေဆုံးသွားခဲ့ကြရပြန်ပါတယ်။အခုဆိုရင်ကျန်းပြင်တစ်ခုလုံးကိုဘောလုံးလေးတွေဖုံးလွှမ်းသွားတာကိုကြည့်ခြင်းအဖြစ်ဂိမ်းကိုအဆုံးသတ်ဖို့ဆိုတာယူသွစရာကောင်းတော့အောင်ခက်ခဲသွားပါပြီ။အခုဆိုရင်ကစားသမား2ယောက်ပဲကျန်ပါတော့တယ်။သူတို့ကတော့စာတာကေနဲ့ရှန်တို့ဖြစ်ပါတယ်။နောက်ဆုံးစက္ကန့်30ကိုရောက်ရှိလာတဲ့အခါစာတာကေမှာစွန့်စားရမယ့်အကြံတစ်ခုရလာခဲ့ပါတယ်။ဒါဟာသူ့ရဲ့နောက်ဆုံးဖဲချက်ပါပဲ။သူကရှန်အလောင်းတော့ဒီနေ့ဘောလုံးတွေကိုကြော်ခွာပြီးခလုတ်ကိုနှိမ့်နိုင်ဖို့အတွက်လူသားလေကားဖြစ်ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။ရှန်ကတိုးဆုံနေခဲ့ပေမဲ့နောက်ဆုံး5စက္ကန့်အချိန်ကျက်တဲကသူ့အစီအစဉ်တိုင်းလုပ်ဖို့တွားပေးခဲ့ပါတယ်။သူဟာစာ